မျက်လုံးပွင့်လာတာနဲ့ချစ်သူဖြစ်သူကိုအားရပါပါရိုက်လိုက်ပြီးတိုင်းပြည်ကိုတစ္ဆာဖောက်တဲ့ကောင်ဆိုပြီးဒေါသရာကြီးနဲ့ကန်ကြောက်ကထွက်ပြေးသွားတာကြောင့်ချစ်သူဖြစ်သူဟာကြောင်တောင်တောင်နဲ့ကြံရိတ်ခဲ့ပါတယ်တကယ်တော့သူမဟာအတိတ်ကနေပြန်လည်နိုးထလာခဲ့တာပါအရင်ဘဝတုန်းကတော့သူမဟာဒီယောက်ျားရဲ့လှည့်စားမှုကိုယုံကြည်ပြီးမင်္ဂလာဆောင်နေ့မှာတဲ့မိသားစုပိုင်ဆိုင်မှုတွေအကုန်ယူပြီးခိုးရလိုက်ပြေးခဲ့ပါတယ်ဒါပေမဲ့တစ်နှစ်အကြာမှာတော့အဲ့ဒီယောက်ျားကရန်သူမင်းသမီးနဲ့ပေါင်းပြီးကိုဝင်ဆောင်ထားရတဲ့သူမကိုအစိတ်တိုက်ယုံတင်မကသူမကိုချစ်တဲ့မင်းသားကိုလည်းထောင်ချောက်ဆင်ဖို့မျိုးရိုးပေါ်မှာကျိုးဆွဲချထားခဲ့ပါတယ်သူမကိုကယ်ဖို့ထောင်ချောက်မှန်းတည့်ရက်နဲ့တကူတော်ဝင်လာတဲ့မင်းသားဟာမြားပေါင်း3600မှန်ခဲ့ပါတယ်နောက်ဆုံးထွက်သက်မှာတော့မျိုးရိုးပေါ်ကပြုတ်ကျလာတဲ့သူမကိုမြေပြင်နဲ့မထိအောင်သူ့ရဲ့ကိုယ်ခန္ဓာနဲ့ခံပြီးကာကွယ်ပေးခဲ့တာပါဒီမြင်ကွင်းကိုကြည့်ပြီးသူမနောင်တရားခဲ့ပေမဲ့အချိန်နှောင်းခဲ့ပါပြီဒါပေမဲ့ရွှေရောင်အလင်းတန်းတစ်ခုနဲ့အတူသူမခိုးရလိုက်ပြေးမဲ့ညကိုပြန်ရောက်လာတဲ့အခါသူမဟာအမားတွေကိုပြန်ပြင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရန်သူနဲ့ပေါင်းပြီးသူမကိုတတ်ဖို့ကြိုးစားတဲ့ချစ်သူဟောင်းကိုမင်းသားရဲ့စစ်တပ်နဲ့အပြတ်ရှင်းခိုင်းလိုက်ပါတယ်မင်းသားရဲ့ရင်ခွင်ထဲကိုပြေးဝင်သွားတဲ့အခါမင်းသားကတော့သူ့ကိုလှည့်စားနေတယ်လို့ထင်နေတော့ပါဒါပေမဲ့မင်းသားရဲ့ရင်ခုန်တန်ကနေတဆင့်သူ့ကိုယ်ထဲမှာတေးစေနိုင်တဲ့အစိတ်တွေရှိနေမှန်းသူမသိလိုက်ရပါတယ်ဒီတခါတော့သူမချစ်တဲ့မင်းသားကိုဘယ်လိုနည်းနဲ့မဆိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်